ဒီနေ့မေမေအတွက်ကိုငဖဲရိုးချင်ဆက်ဟင်းရည်လေးချက်မှာဖြစ်ပါတယ်ဒီငဖဲရိုးချင်ဆက်ဟင်းရည်လေးရလေးစီလုံးဝမပါတဲ့အတွက်ကြောင့်မို့ကျမရင်းနဲ့လည်းတင့်တော်တယ်တောက်လို့ရကလည်းအရန်ကောင်ချိုးချိုးချင်းချင်းလေးဆက်ဆက်လေးသိလားဆောင်းတွင်းရာသီဥတုလေးနဲ့ဆိုတော့လေတောက်လိုက်တဲ့ရင်းနဲ့ကိုနှွေးကနေကိုပဲအရန်တောက်လို့ကောင်းပါတယ်ဒါလို့အားကြောင့်မို့လာပြီးတော့ချက်ပြပေးရဖြစ်ပါတယ်ပထမဦးဆုံးကျမကလေငဖဲရိုးတွေကိုငဖဲအသားတွေကိုချစ်ပြီးဒါငဖဲရိုးတွေကိုကျမကဒီစားလေးပဲနေပြီးတော့ရေခဲတက်ထည့်ထားတာပေါ့နော်အဲ့ဒါကိုအရင်ဆုံးလာပြီးတော့ပြုတ်လိုက်ပါတယ်ကဲဒီလိုမျိုးဘုံဘွားနဲ့ပွက်လာပြီးနည်းနည်းကြာတီကျမကလည်းပြုတ်လိုက်သေးရဲ့အချိုတက်ကိုလိုချင်လို့လေနည်းနည်းဘုံဘွားနဲ့ဖြစ်လာပြီးဆိုတာနဲ့ကျမကဒီငဖဲရိုးတွေကိုမယူဘူးအရေကိုပဲလိုချင်တာဖြစ်တဲ့အတွက်စကားလေးနဲ့စစ်ပြီးတော့ဒဲဦးတအိုးလေးတွေထည့်လိုက်ပါတယ်ပြီးရနဲ့မုံလာဥဖြူထည့်တယ်မုံလာဥနီထည့်ပါတယ်ပြီးရနဲ့ငဖဲလုံးလေးတွေလေငဖဲသားလေးတွေလုံးထားတာလေးတွေကိုထည့်လိုက်ပါတယ်ကဲဒီအိုးလေးတင်ပြီးတော့ကျမကအရေးကြအောင်လုပ်ထားတဲ့အချိန်အဖုံးလေးဖုံးထားတဲ့အချိန်မှာငြုပ်သီးအချောက်တောင်လေငြုပ်သီးအချောက်တောင်ကိုထောင်းတယ်ငြုပ်သီး6တောင်ရဲ့ပြီးတော့ကြက်သွန်မြူထည့်တယ်ပြီးရနဲ့ကြက်သွန်နီထည့်ပြီးတော့ညက်ပြောင်းညောင်ထောင်းလိုက်ပါတယ်ထောင်းပြရနဲ့ခုနထောင်းအိုးတဲ့ကိုဟင်းအိုးတဲ့ကိုထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးတော့အထက်အောက်တမအောင်မှွေလိုက်ပါတယ်ကဲဒီလိုဘွန်းနဲ့ပွက်လာပြီဆိုကမှစားထည့်တယ်ငံပြရည်ဒီနှမျိုးပဲထည့်ပါတယ်ကြက်သားမုံကလူကြီးတွေအတွက်ပို့ပြီးတော့မကောင်းဘူးလို့ပြောလို့ကျမကကြက်သားမုံလည်းမထည့်တော့ပါဘူးဒီမှာစားနဲ့ငံပြရည်ပဲထည့်လိုက်ပါတယ်ကဲဒီလိုဘုံဘွားနဲ့ပွက်ပြီးဆိုတာနဲ့မုံညင်းရွက်လေးတွေကိုထည့်ပြီးတော့ထည့်လိုက်ပါတယ်ဒီညမှာကျမဒီအရွက်သုံးတာကိုကြိုက်ရင်ကြိုက်တဲ့အရွက်ကိုထည့်ပြီးတော့ထည့်လို့ရရပေါ့နော်ကျမတို့ဒီမှာမုံညင်းရွက်လေးတွေကိုထည့်ပါတယ်ကဲဒီလိုဘွားနဲ့ပွက်ပြီးအရေးကြပြီဆိုလို့ရှိရင်ငဖဲရိုးချင်ဆက်ဟင်းကိုရရင်နော်ဒီမှာကျမကဇလုံးတစ်လုံးနဲ့ခက်ပြီးတော့လေတံမြာသီးကိုညှစ်တာတံမြေဝသီးကိုမဟုတ်ဘူးတံမြာသီးအစ်စ်ကိုဝယ်လိုက်တယ်ပုံမှန်ဆိုတော့တံမျိုးသီးတွေပါသုံးတယ်ဒီနေရာမှာဒီဟင်းရည်ကတံမြာသီးအစ်စ်နဲ့ပူကောင်းလို့တံမြာသီးအစ်စ်ကိုဝယ်တယ်ညှစ်ပြီးတော့ထည့်ပြီးတော့ဒီမှာမမေကိုတိုက်တာကျမလည်းတောက်တယ်ပေါ့နော်အရန်ကောင်းမယ်အရန်ကောင်းလို့လာပြပြ